အားလုံးပဲမင်္ဂလာပါဒီနေ့ကဘာကြီးမှာအပြောင်းလဲတွေကတက်ကြိုက်ကိုမျက်စိတမိုက်ဒီမှာတင်ဖပြနေတာပါပရိုပီနိုင်ငံရေးအလဲပြောင်းလေရေးလေးစရာအခြေခံဆောင်အောင်ပိုင်းဆိုင်ရာဖေးအန္တရာတွေနဲ့ညာကြီးတို့နီးပညာရဲ့မယုံနိုင်စရာခုံဖျန်းကြော်လွှာမှုတွေကိုထဲတဲ့ဝင်ရှင်းလင်းတင်ပြပေးမယ်ဒီနေ့ရဲ့ကဘာကြီးသတင်းပုံသက်ချက်ကနေကြိုဆိုပါတယ်ကဲစလိုက်ကြရအောင်အရှိအလဲပိုင်းကဘယ်အချင်းပြိုကွဲမလဲမသိနိုင်တဲ့အဖေခေရစေးအခြေအနေတွေကနေစပြီးမျိုးဆက်တဲ့ AI နည်းပညာတွေအထိအခုလက်တလောကဘာအခင်းချင်းကိုတကယ်တမ်းဘာတွေကပုံဖော်နေတယ်လဲသတင်းကောင်းစနေတဲ့နောက်ွယ်ကအရေးကြီးတဲ့အချက်လက်တွေကိုကျွန်တော်တို့တိုက်ရိုက်သွားကြည့်ကြပါမယ်ပထမဆုံးအနေနဲ့လက်ရှိအရှိလဲပိုင်းကပฏิပခတ်ဆောင်တွေကိုတွားကြည့်လိုက်ရအောင်ပါဒီဒေသမှာအရန်ကိုအရေးပါတဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲတစ်ခုရွတ်တရက်ဖြစ်သွားခဲ့တာပါမေလာ15ရက်နေ့ကနေ19ရက်နေ့အထိဒီ9ရက်တာကာလတိုလေးအတွင်းမှာတင်ကဘာတော်အရေးကြီးတဲ့ဖြစ်ရတဲ့တစ်ခုပြီးတစ်ခုဆက်တိုက်ဆိုသလိုဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ရတဲ့အစတော့ဂါဇာကမ်းမြောင်ဒေသအဓိကတိုက်ခိုက်မှုကြီးပါပဲခစ်စင်ကတီလိုပါမီလာ15ရက်နေ့မှာအစ္စရေးတို့ကဖိမှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက်ဟာမတ်စ်ဖွဲ့ရဲ့ကာဆမ်တမဟာခေါင်းဆောင်အစ်အယ်ဒန်အဟက်ဒစ်တည်ဆုံသွားခဲ့ပါတယ်အစ္စရေးတာဝန်ရှိသူတွေဘက်ကတော့ဒီလုပ်ရက်ဟာဟာမတ်စ်တို့ရဲ့စီးရေးစွမ်းရည်ကိုအကြီးကျယ်ထိခိုက်သွားစေလိမ့်မယ်လို့ဆိုထားပါတယ်ဒါပေမဲ့ဒီစစ်စင်ရေးကြောင့်ထိခိုက်မှုပမာဏကလည်းတော်တော်လေးကြီးမားပါတယ်လူ90တန်းရခဲ့ပြီးတခြားပါလက်စတိုင်းခေါ်ဦးလည်းတည်ဆုံခဲ့ရပါတယ်ဆိုတော့ပြီးခဲ့တဲ့အောက်တိုဘာလကတည်းကရယူထားတဲ့တိတ်ပြီးမခိုင်မာလာတဲ့အပြက်ခက်ရက်စေးသဘောတူညီချက်ကြီးစက်တီမဲပါအောင်မလားဆိုတာတကယ့်ကိုကြီးမားတဲ့မဲခွန်းထုတ်ဆရာဖြစ်လာပါပြီနောက်ထပ်အာယုံဆိုင်ရမယ့်ကိစ္စတစ်ခုကတော့ UAE နျူကလ িয়ার စက်ရုံတိုက်ခိုက်ခံရမှုပါပဲပင်လယ်ကွေ့ဒေသမှာအမေရိကန်နဲ့အီရန်အကြားတင်းမာမှုတွေဟာရပ်ပတ်အဆောက်အုံတွေကိုပါချင်းချောက်လာတဲ့အထိအန်ဒီယေရှိတဲ့အဆင့်တစ်ခုကိုရောက်လာခဲ့ပါပြီမေလ18ရက်နေ့မှာအာရပ်စော်ဘွားများပြည်ထောင်စုရဲ့တခုတည်းသောနျူကလ িয়ার စက်ရုံဘာရာကာကို drone တစ်စင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်တော်လေးတာကမီးလောင်မှုဖြစ်ပွားခဲ့ပြီမဲ့ရေဒီယိုတက်တိကျွတ်ပစီရိုစိတ်မှုတော့လုံးဝမရှိခဲ့ပါဘူးဒီဘာယာကစက်ရုံဟာ UAE ရဲ့သူဘာကြောင့်ဒီလောက်အရေးပါနေရတယ်လဲဆိုရင်သူကအမေရိကန်ဒေါ်လာဘီလီယံ20အထိအကုန်အကျခံတိစောက်ထားပြီးနိုင်ငံတော်လုံးရဲ့စွမ်းအင်လိုအပ်ချက်25ရာခိုင်နှုန်းပြောရင်ဤပုံတပုံကိုထောက်ပံ့ပေးနိုင်တဲ့စွမ်းရည်ရှိတော့ပါပဲဒီလိုတိုက်ခိုက်ခံရမှုအပေါ်အဖြူပိဆိုင်ရာအနုမြူစွမ်းရည် agency IAEA ရဲ့ချွန်ကြားရေးမှုချုပ်ကအလုံးစိုးရင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်စက်ရုံရဲ့ unit 3ကိုအရေးပေါ်ဒီဇယ်စွမ်းရည်နဲ့မောင်းနေရပါမယ်အခုလိုအနုမြူစက်ရုံတွေကိုတိုက်ခိုက်တာဟာလုံးဝကိုလက်ခံနိုင်စရာမရှိတဲ့အခြေအနေစွာလာမှုပဲဖြစ်တယ်လို့သူကအလေးနဲ့တတိပေးထားပါတယ်တစ်ဖက်မှာလည်းတန်တမန်ရေးကအချက်အသေးတွေကဆက်ပြီးထိနေတော့ပါပဲဝါရှင်တန်နဲ့တီဟီယန်တို့ဟာဒီစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီးလုံးဝကိုဖြောင်ဖြောင်ကြီးစန့်ကျင်ဘက်ဖြစ်နေတဲ့တောင်းဆိုချက်တွေကိုအသီးသီးကင်ဆွဲထားကြပါတယ်ပါကစ္စတန်ရဲ့တောင်းဆိုမှုကြောင့်အမေရိကန်ဘက်ကအပြည့်အခက်ရက်စရေးကိုအချင်းအကန့်အသတ်မရှိတိုးပေးထားပါတယ်ဒါပေမဲ့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဘက်ကတော့အီရန်အထွတ်အချင်းကုန်နေပြီးအချင်းကအရေးကြီးဆုံးပဲဆိုပြီးပြပြတတ်ပြောဆိုထားပါတယ်ဆိုတော့ကအချင်းတွေကုံဆုံးနေပြီဆိုတဲ့ဖြစ်အားတွေနဲ့အတူဒီဆွေးနွေးပွဲတွေဟာအရှင်းမဆက်နိုင်ပဲရပ်တန့်နေစေဖြစ်ပါတယ်ကဲအခုအာရှပစိဖိတ်ဒေသဘာကိုတစ်ချက်လေ့ကြည့်အောင်ပါဒီဒေသမှာအသက်အန္တရာယ်ရှိနိုင်တဲ့အခြေခံအဆောက်အုံဆိုင်ရာဘေးအန္တရာယ်နှစ်ခုစက်တိုက်ဆိုသလိုပေါ်ပေါက်ခဲ့ပြီးရေပေါ်တုံ့ပြန်ဟုစနစ်တွေကိုအကြီးအကျယ်ဆန်းတက်လိုက်သလိုဖြစ်သွားပါတယ်တနင်္ဂလာနေ့အစောပိုင်းကတရုတ်နိုင်ငံတောင်ပိုင်းခွန်ကြီးဒေတာမှာပြင်းအား 9.2 မက်ဂနီကျူရှိတဲ့မြင်းကလေးရင်တစ်ခုလောကတ်သွားခဲ့ပါတယ်။မြေအောက်အနက်10ကီလိုမီတာဆိုတော့တော်တော်လေးတိမ်တဲ့အနေအထားမှာလောက်သွားတာပါ။ဒီကလေးရင်ရဲ့တွန်ခါမှုကိုဟောင်ကောင်အထီတောင်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။အာနာပိုင်ရဲ့တုံ့ပြန်မှုကတော့တော်တော်လေးမြန်းဆန်ပြီးကျေပြန့်ပါမယ်။တန်ကတော့အဆက်ရေးပေါ်တုံ့ပြန်မှုအဆင့်၄ကိုချက်ချင်းကျင်ရလိုက်ပြီးကယ်ဆယ်ရေးသမား315ဦးနဲ့မော်တော်ယာဉ်အကတ်50တစီကိုအခင်းဖြစ်ပွားရစီချက်ချင်းဆေလို့ခဲ့ပါတယ်အဲ့ဒီဖြစ်ရမတိုင်ခင်တည်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းအလွန်ဆိုးရွားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရထားလမ်းကူးစနစ်ချိုးယမှုကြောင့်မက္ကဆန်ရထားလမ်းကူးမှာကားလမ်းပိတ်မိနေတဲ့ခီးစီတင်ဘတ်စကားတစီကိုကုန်တင်ရထားကအရှိန်နဲ့ဝင်တိုက်မိသွားတာပါ။ကိန်းကနန်းအချက်လက်တီကိုကြည်ရတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။လူ8ဦးသေဆုံးပြီး32ဦးဒဏ်ရာရခဲ့ပါတယ်။လက်ရှိမှာတော့အာနာပိုင်တွေကယထာမောင်းတို့ကိုပေါ့ဆမှုနဲ့အမှုဖွင့်ထားပါတယ်။ဒီဖြစ်ရကထိုင်းနိုင်ငံရဲ့တေယူပုတ်ဆောင်ရေးဘေကင်းလုံးကြုံမှုစံနှုန်းတွေအပေါ်ကြီးမားတဲ့စိုးရိမ်ကူပါမှုတွေဖြစ်လာစေပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့နိပညာအထူးကဏ္ဍကိုကြည့်ကြပါမယ်။ Digital စီးပွားရေးလောကကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့အရေးပါတဲ့ကြီးညာချက်တွေထွက်ပေါ်လာတော့မဲ့ Google I/O ပွဲကြောင့်ပါ။မေလ19ရက်နေ့မှာကျင်းပမဲ့ Google I/O ပွဲဟာAI စံတက်တည်ထွမှုတွေကိုအလုံးရင်းနဲ့ချက်ပြမဲ့ပွဲဖြစ်လာဖို့ရှိနေပါတယ်။အထူးသဖြင့်လက်လွတ်အသုံးပြုနိုင်မဲ့ Android AR မျက်မှန်တွေပြီးတော့ကြိုးကြောင်းစင်ကြယ်နိုင်စွမ်းပုံမှုကောင်းမွန်လာမဲ့ Gemini Model အဆင့်မြင့်တင်မှုတွေပါဝင်လာဖို့မျှော်လင့်ရပါတယ်
ဒါမဲ့အားလုံးထဲမှာဖွဲ့စည်းပုံအရာအပြောင်းလဲဖြစ်ဆုံးကတော့ Aluminium OS လို့ခေါ်တဲ့စနစ်သစ်ကိုမိတ်ဆက်လာဖို့ရှိနေတာပါပဲ။ဒါဟာ Chrome OS နေရာမှာအစားထိုးဖို့အရွယ်ထားပြီးကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းခွင်တွေကို AI နည်းပညာတိုင်းရိုက်ပေါင်းဆက်နိုင်ဖို့အထူးဒီဇိုင်းထွင်ထားတဲ့ကွန်ပျူတာအသုံးပြုမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာမှာပါ။ဆိုတော့ကအားလုံးကိုခြုံငုံကြည့်လိုက်ရင်ကဘာကြီးဟာမယုံနိုင်လောက်အောင်မြန်ဆန်တဲ့ရှင်ယုံနဲ့ရွေ့လျားနေပါတယ်။ နျူကလ িয়ার စက်ရုံတွေရဲ့အားနည်းချက်တွေလို့စိုးရင်စရာတွေကနေ AI နည်းပညာအသစ်တွေအသုံးပြုလာတဲ့အထီးပါပဲ။ပထဝီနိုင်ငံရေးအရာကွဲလွဲမှုတွေဖြစ်ပေါ်နေပြီး AI နည်းပညာကလည်းဒီလောက်အရှိန်ဟုန်နဲ့တိုးတက်နေချိန်မှာကမ္ဘာစစ်တဲ့နေဟာဒီအပြောင်းလဲအသစ်တာလုံလောက်တဲ့အမြန်နှုန်းနဲ့လိုက်လော့ညုံတွေထင်နေပြီလား။ဒါဟာကျွန်တော်တို့အားလုံးရင်ဆိုင်လာမဲ့ခေတ်သစ်ရဲ့အကြီးမားဆုံးမေးခွန်းတစ်ခုပဲဖြစ်ပါတော့တယ်